အားလုံးပဲမင်္ဂလာပါကျော်စာဝင်းနဲ့စမိတန်ပွဲကတော့ပြီးဆုံးသွားပါပြီကျော်စာဝင်းကစမိတန်ကိုအမှတ်နဲ့အရှုံးပေးလိုက်ရပါတယ်ညီကတို့ဒီပွဲကိုဘယ်လိုမြင်ကြလဲကျွန်တော်ကတော့ဒီပွဲကိုတရားမျှတမှုရှိတဲ့ပွဲမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ဘာလို့ဆိုရင်ကျော်စာဝင်းကပထမအချီမှာဆိုရင်လည်းကျော်စာဝင်းကစမိတန်ကိုအသာစီးရယူပြီးတော့ထိုးတယ်ပထမအချီမှာဆိုကျော်စာဝင်းထိုးချက်မှာစမိတန်နောက်ကို3လလောက်ကိုလွင့်သွားတယ်ကျော်စာဝင်းရဲ့ထိုးချက်ဒါပြင်းလားမပြင်းလားဒုတိယအချီမှာဆိုရင်လည်းကျော်စာဝင်းလိုက်ထိုးတယ်ကျော်စာဝင်းလိုက်ထိုးစမိတန်ကျိုးဝိုင်းထောင်းမှာပဲကတ်နေတယ်ရှောင်းတယ်ပတ်ပြေးတယ်ကျော်စာဝင်းအနောက်ကတ်လာပြီဆိုရင်ဆွဲလုံးနေကလစ်နေပေးတယ်ဒီလောက်ပဲစမိတယ်ဘာမှဒီဘက်မှာလုံးမပြနိုင်ဘူးတတိယကြီးဆိုပိုးဆိုတတိယကြီးမှာဆိုကျော်ဆောင်ဝင်းရဲ့ထိုးချက်တွေကလုံးဝကိုရှယ်ပဲနောက်ဆုံးပြီးကနေ10မိနစ်အလိုမှာဆိုကျော်ဆောင်ဝင်းကစမိတယ်အောင်လာခဲ့မင်းလဲမလားငါလဲမလားထိုးကြမယ်ဆိုပြီးတော့ကျော်ဆောင်ဝင်းကခေါ်တာဒါက Max Holloway ပုံစံမျိုးပဲ Max Holloway ဆိုတာ UFC မှာဒါလက်ကျန်တယောက်ပဲ Max Holloway က Justin Gaethje နဲ့ထိုးတော့ဆိုရင်လည်းနောက်ဆုံးမိနစ်15စက္ကန့်အလိုမှာ Justin Gaethje ကိုလာမင်းနဲ့ငါနဲ့အလဲတက်ကိုလာခဲ့မင်းနဲ့ငါနဲ့မင်းလဲမလားငါလဲမလားရှင်းထိုးမယ်အဲ့ပွဲမှာဆိုရင် Max Holloway ကတူတောင်မှအသာစီးရယူထားတာတူတောင်မှအချီတိုင်းမှာတူတောင်အသာစီးရယူထားတာအချီတိုင်းမှာအသာစီးရယူပြီးတော့ကို Justin Gaethje ကိုသူထိုးမှာတကယ်လို့ Justin Gaethje ကသူ့ထိုးလို့ Max Holloway ကျသွားပြီဆိုရင်တေးကြတယ် Max Holloway ရှုံးပြီအချမ်းမြလူပွဲကြီးအဲ့ပွဲမှာဆိုနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်လေးမှာ Max Holloway က Justin Gaethje ကိုထိုးလိုက်ရ Justin Gaethje လဲသွားတာအဲ့မှာနော်ထောင်းဖြစ်ပြီးတော့ Max Holloway အဲ့ပွဲမှာနိုင်သွားတယ်ချန်ပီယံကပတ်လည်းရသွားတယ်ကျော်ဆောင်ဝင်းကဒီဘွဲမှာလဲသူ့ရဲ့စိတ်တက်ဘလောက်ပြင်းလဲမင်းပတ်မပြေးနဲ့မင်းကငါထိုးမယ်လားမင်းနဲ့ငါနဲ့အလက်တက်ကိုလာခဲ့မင်းနဲ့ငါနဲ့ရှင်ထိုးမယ်ဘသူလဲမလဲလာခဲ့ဝိတ်ဘောစမီတိုင်ရဟီဟီနဲ့မလာဘူးဘယ်လာမလဲဒီကောင်ကပတ်ပြေးမယ်ဒူးနဲ့ကာမယ်ခေါင်းငုံပြီးတော့ခက်လုံအောင်ကာမယ်နော်ထောင်းကြောက်အောင်မထိုးနိုင်ဘူးဆိုရင်တေးကြပြီစပီးနဲ့နိုင်ပြီသူ့ကိုယ်သူသိတယ်ဒီ One Championship ဒီထိုင်းကကစားသမားတွေကိုဦးစားပေးတယ်မြန်မာကစားသမားတွေနဲ့ရှင်းလာပြီဆိုရင်ထိုင်းသမားတွေကိုဦးစားပေးတယ်မြန်မာကစားသမားတွေဒီ One Championship မှာအနိုင်လိုချင်တယ်ဆိုရင်နော်ထောင်းကြောက်အောင်ထိုးမထိုးဆိုတော့နော်ကောက်ကြောက်အောင်ထိုးအဲ့လိုမှပဲအနိုင်ရမယ်အမှတ်နဲ့ဆိုရင်တော့တေးကြတယ်မြန်မာကစားသမားတွေရှုံးနေတယ်ကျွန်တော်ဗျာဆွန်ရက်နဲ့ပွဲမှာတော့ကလည်းဆွန်ရက်က အတားကြီးစပီးတောင်ထိုးတာအဲ့ပွဲမှာဆိုဆွန်ရက်နိုင်မယ်လို့ကိုထင်တာဒါပေမဲ့ဆွန်ရက်မနိုင်သွားဘူးအော်ဒီပွဲမှာလဲကျော်ဆောင်ဝင်းကအလဲတော့မထိုးနိုင်ဘူးနော်တောင်းကြောင်လည်းမထိုးနိုင်ဘူးဒါပေမဲ့ကျော်ဆောင်ဝင်းဒီပထမချီရောဒုတိယချီရောတတိယချီရောကျော်ဆောင်ဝင်းမထိုးတာဒီအတွက်ကြောင့်ကျော်ဆောင်ဝင်းမနိုင်မယ်လို့ကျွန်တော်ထင်တယ်ဘယ်ဟုတ်မလဲဗျာကျော်ဆောင်ဝင်းကိုအနိုင်မပေးနဲ့စမီးတောင်အနိုင်ပေးသွားတယ်ဒါကြီးကလုံးဝမဖြစ်တဲ့ကိစ္စကြီးတရားမျှတမှုမရှိဘူးလို့ကျွန်တော်ခံစားရတယ်ဗျာဒီပွဲမှာဆိုရင်သူတို့လိုချင်တဲ့135ပေါင်တန်း private တန်းဒီ135ပေါင်တန်းရဖို့အတွက်ကိုရေတော့မတောက်ဘူးဗျာရေမဝရေခါကြီးတောက်ပြီးတော့ကိုသူ135ပေါင်တန်းရအောင်အစာရေသားကြီး short ချပြီးတော့သူ135ပေါင်တန်းရအောင်လုပ်တယ်ရတယ်ကျော်ဆောင်ဝင်းကိုကြည့်တာမျက်နှာလေးကိုခြောင်ကျပြီးတော့ဘိုက်ဆိုရချက်ပြီးတော့ဗလာတွေဆိုနေကြစ်လစ်တော့မနေတော့ဘူးအဲ့လိုအောင်ဖြစ်တာဒီစပီးတယ်ကတော့ကြည့်ဦး तू ပုံမှန်နဲ့ तू ဘာမှမြတ်ဆဆချစရာလည်းမလိုဘူး तू ပုံမှန်ဝိတ်တန်း तू ထိုးတာတစ်ချောင်းမှလည်းဝိတ်တန်းမအောင်တာလည်းမရှိခဲ့ဘူးဒီခါကြမှာဗျာကြည့်ကျော်ဆောင်ဝင်းကိုဘလောက်တိအောင်တကောင်ရှိန်နေလဲဘလောက်တိအောင်ကြောက်နေလဲစမီးတန်ထိုးနေကြတန်းမှာဟိုဒါထိုးမယ်ဒီ135ပေါင်တန်းမှာမထိုးရဘူးဆိုရင်မထိုးဘူးဆိုပြီးတော့ကျော်ဆောင်ဝင်းကိုအတင်းမရမကကို135ပေါင်တန်းကိုထိုးဖို့ခေါ်တယ်ကျော်ဆောင်ဝင်းကထိုးတယ်စာချုပ်ချုပ်တယ်ဘယ်လို့သာသူဒီ135ပေါင်ရအောင်သူဝိတ်ကိုချမယ်ဆိုရင်သူ့ရဲ့ strength တွေကြမယ်သူ့ရဲ့ power တွေကြမယ် power တွေကြပြီသူ့ရဲ့ strength တွေကြပြီဆိုရင်ကျော်ဆောင်ဝင်းလက်တီးချက်တွေမှာနော်ထောင်းတွေကြသွားနိုင်တယ်ခံနိုင်ရမရှိဖြစ်သွားနိုင်တယ်ကျော်ဆောင်ဝင်းထိုးမယ်ဆိုရင်လည်းသူ့ power တွေကိုကောင်းအောင်လို့သူကဒီကောင်ဝိတ်ကိုမချဘူးသူ့ပုံစံကြီးဆိုရင်နွမ်းလျှနေရမရှိဘူး strong ပဲကျော်ဆောင်ဝင်းကြီးကနွမ်းလျှပြီးတော့တကယ်ကိုပျော်တိပျော်ဖန်နေမျက်နှာလေးကိုခြောင်ကျလာပဲကျွန်တော်သိတဲ့ကျော်ဆောင်ဝင်းပုံစံဒီလိုမဟုတ်ဘူးဒီလိုမျိုးနဲ့ကိုကျော်ဆောင်ဝင်းကထိုးလာခဲ့တာတော့မှဒီကောင်ဗျာပတ်ပြေးနေတယ်ပြီးတော့လေ One Championship ကဒါညှိတယ်ပေါ့နော်ဒီကောင်135ပေါင်တန်း flyweight တန်းကိုမရတဲ့အတွက်ကတ်ဝေးလုပ်တယ်ကျော်ဆောင်ဝင်းကထိုးကြီးမှာ 30% ရတယ်ပေါ့နော်ဒီစမီးတိုင်ထိုးကြီးပါဆန်မှာ 35% ကျော်ဆောင်ဝင်းဒီငွေမဲတဲ့ကစားသမားတယောက်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ပြိသက်ကိုဖြော်ရွှေခြင်းနဲ့ပြိသက်ကိုကြည့်စေခြင်းနဲ့တူဒီကစားသမားကောင်းတယောက်ပြီးသားစွာနဲ့ထိုးမယ်ရတယ်ငါလည်းဝှချပြီးငါလည်းဒီပွဲတွေကိုအများကြီးပြင်ဆင်ပြီးတော့ငါရဲ့ပွဲကိုစောင့်မျှော်ကြည့်ရှုခြင်းနေတဲ့ပြိသက်အတွက်ငါထိုးမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ကျွန်တော်ထိုးတယ်တကယ်လည်းလုတ်ပြတယ်3ချီလုံးလုတ်ပြတယ်3ချီလုံးလုတ်ပြတယ်ဟာဗျာ One Championship ကလုံးဝတရားမျှတမှုမရှိဘူးညီတို့ဘယ်လိုမြင်လဲဒီ One Championship မှာကျွန်တော်တို့မြန်မာကစားသမားတွေဆက်ထိုးတင်လားဆက်မထိုးတင်ဘူးလားဒီလိုမျိုးဆိုရင်ကျွန်တော်တို့မြန်မာကစားသမားတွေအတွက်ဒါတရားမျှတမှုရှိလားမရှိဘူးလားညီတို့ရဲ့အမြင်လေးကိုပြောသွားပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်